အသက်25နှစ်ပြည့်တဲ့အထိစင်ငယ်ဖြစ်နေရင်တေချဘိုးကောင်းတဲ့အပတ်ခံရမယ့်နိုင်ငံကမ္ဘာပေါ်မှာစင်ငယ်ဖြစ်ရတာအဆိုးရွားဆုံးနဲ့အန်ဒီရဲ့အများဆုံးနိုင်ငံကိုပြပါဆိုရင်တော့အခုပြထားတဲ့ဒိမတ်နိုင်ငံကိုပဲလက်ညှိုးထိုးပြရမှာပါဒီနိုင်ငံမှာလူတယောက်ဟာအသက်25နှစ်ပြည့်တဲ့အထိဘီနာမှာချစ်သူမရှိသေးတဲ့စင်ငယ်တယောက်ဖြစ်နေမယ်ဆိုရင်တော့တေချဘိုးကောင်းတွေနဲ့အပတ်ခံရမယ့်ရိုးရဒလေးစိုးကြီးတစ်ခုရှိနေလို့ပါပဲလူကြီးမင်းသားဒီနိုင်ငံထဲမှာနေပြီးအသက်25နှစ်အထိစောမကြီးပဲမကြီးဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီအမွေးနှံသားတွေအောက်မှာအသက်ရှူချက်မဲ့ရက်ကိုလက်ချိုးရည်နေရမှာဖြစ်ပါလိမ့်ဒီနန်းသက်တွေကဘလောက်ပဲမွန်ထူနေပါစေသူ့ရဲ့ကိုတင်းနှလောက်တော့ဆွဲလန်းစရာမကောင်းနိုင်တော့ဘူးလို့ထင်ပါလိမ့်ပထမဆုံးအနေနဲ့နံပါတ်1အချက်ကတော့အသက်25နှစ်ပြည့်မွေးနေ့ရက်မြတ်ပဲဖြစ်ပါလိမ့်ပုံမှန်ဆိုရင်တော့မွေးနေ့ဆိုတာကိမ့်မုံနေဖျောင်းနိုင်နေပြောစရာကောင်းနေရမယ့်နေ့တနေ့ပါဒါပေမဲ့ဒိမတ်မှာတော့လူချင်းမင်းရဲ့တငယ်ချင်းတွေကလူချင်းမင်းကိုဖမ်းဆီးပြီးတိုင်းတိုင်းမှာကျိုးနဲ့တုပ်ပါလိမ့်မယ်ထွက်ပြေးလို့မရအောင်ချီနှောင်ပြီးတဲ့အခါမှာရေတွေလောင်းချမယ်ပြီးတာနဲ့တေချဘိုးကအမုံတွေကိုဒရက်ဆက်ဝိုင်းပတ်ကြတော့တာပါပဲမြင်အောင်ပြောရမယ်ဆိုရင်တော့လူတကိုယ်လုံးအညိုရောင်တန်းပြီးဟင်းခတ်အမွေးကြိုင်နဲ့နေမှုန်ထူသွားတဲ့အထိပတ်ကြတာပါတချို့တငယ်ချင်းတွေဆိုရင်ရက်ဆက်လွန်းလို့တေချဘိုးကောက်မုံတွေခန္ဓာကိုယ်တစ်ခုလုံးပူကတ်နေအောင်ကျုပ်တွေပါဖောက်ထည့်ပြီးမှပတ်ကြတာဖြစ်ပါလိမ့်ဒါကြောင့်လူကြီးမင်းသားဒီအခြေအနေကိုကြုံရမယ်ဆိုရင်မျက်မှန်ရေငုပ်ကောင်းစိုးလေးပါလေးစောင်းသွားကြဖို့အကြံပေးကြပါလိမ့်နံပါတ်2ချက်ကတော့အသက်30ပြည့်တဲ့အထိအချစ်စစ်ကိုမတွေးရှိသေးတဲ့သူတွေအတွက်ဖြစ်ပါလိမ့်အကယ်၍လူကြီးမင်းကအသက်25နှစ်တုန်းကတေချဘိုးကောက်တံကိုကြက်ညံ့ခံပြီးလို့အသက်30ပြည့်တဲ့အထိဘီနာမှာချစ်သူမျိုးမရှိသေးဘူးဆိုရင်တော့ပြစ်ဒဏ်ကလည်းပဲမြင်သွားပါပြီဒီတစ်ခါတော့အမွေးပြက်တဲ့တေချဘိုးကောက်အစားဆူရှာဘူးလောင်နဲ့ငရုတ်ကောင်းမုံတွေနဲ့အပတ်ခံရမှာဖြစ်ပါလိမ့်ဒါကြောင့်ဒိမတ်မှာအသက်30ပြည့်တဲ့အထိလူလွတ်ဖြစ်နေတဲ့အမျိုးသားကိုပပဘဒီလို့ခေါ်ပြီးအမျိုးသမီးကိုတော့ပပမိတ်လို့တတ်မှတ်ခေါ်ဝေါ်ကြပါလိမ့်နံပါတ်3ချက်ကတော့ဒီဒလေးဘေကစလဲဆိုတာပါပဲဒီဒလေးရဲ့တမိုင်းကြောင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်16ရာစုလောက်ကကုန်းသေးစီကိုပြန်ရောက်သွားပါလိမ့်မယ်။အဲဒီခေတ်ကဟင်းခတ်အမွေးကြံရောင်းချတဲ့ကုန်းသေးတွေဟာမြို့တစ်မြို့ကနေတစ်မြို့ကိုအမြဲတမ်းခရီးထွက်နေရတာကြောင့်အိမ်အောင်ပြုတ်ဖို့အခြေချဖို့အချိန်မပေးနိုင်ခဲ့ကြပါဘူး။စီးပွားရေးနောက်ပဲလိုက်ရင်ခရီးတွေပဲသွားရင်းနဲ့သူတို့ဘဝမှာအချစ်ဆိုတာပျောက်ဆုံးနေခဲ့ပါလိမ့်။အဲဒီကုန်းသေးတွေကိုဆွဲပြူပြီးတော့အခုချိန်မှာအလုပ်တွေပဲလုပ်ပြီးအချစ်ကိုမရှာဖွေတဲ့လူပြိုကြီးအပြိုကြီးတွေကိုတငယ်ချင်းတွေကဟင်းခတ်အမွေးကြိုင်နေနဲ့ပေါင်းဖက်လိုက်တော့ဆိုပြီးစရနောက်ရကနေဒီဒလေးဖြစ်လာခဲ့တာပါ။သူတို့ကအလုံးမအားလို့အချင်းနဲ့လွဲခဲ့ရတာပါလူကြီးမင်းတို့ကတော့ရှီလီယက်နဲ့လွဲခဲ့ရတာမျိုးဖြစ်ပါလိမ့်ဒါပေမဲ့ဒီဒလေးမှာလှည့်ဝက်ချက်တစ်ခုတော့ရှိနေပါလိမ့်တကယ်တော့ဒါဟာအနိုင်ကျင့်တာမဟုတ်ပါဘူးလူကြီးမင်းလမ်းမပေါ်မှာတေချဘိုးကောက်နဲ့နေမှုန်ထူပြီးတော့ရှောက်သွားနေတာကိုမြင်လိုက်ရတဲ့ဘသူမဆိုဒီလူကအသက်25နှစ်ပြည့်ပြီးတဲ့စင်ကယ်တယောက်ပဲဆိုတာတန်းသိသွားစေတဲ့ social signal တစ်ခုပါပဲတနည်းအားဖြင့်ပြောရရင်တော့ကျွန်တော်ကစင်ကယ်ပါဗျာလို့အနမ်းနဲ့ကြော်ညာပေးလိုက်တာမျိုးမလို့ဒီအနမ်းကိုအကြောင်းပြုပြီးကိုယ့်ရဲ့ဖူးစာရှင်နဲ့စုံတွေ့သွားနိုင်တဲ့အခွင့်အရေးလေးရှိလို့နေပြန်ပါလိမ့်ဒါကြောင့်ကမ္ဘာပေါ်မှာအထီးကျန်ဆုံးလူသားတစ်ယောက်ဖြစ်ဒိမတ်နိုင်ငံကိုသွားခဲ့မယ်ဆိုရင်တော့တေချဘိုးကောက်နဲ့တွေကြောင့်ချစ်သူရသွားနိုင်ပါသေးတယ်မိမကိုနိုင်ကျင်စိတ်နဲ့စတင်ခဲ့တဲ့တင်မင်းတမန်ကစားပွဲယောက်ျားကြီးဟာကိုယ်တိတ်ခါကိုကြောက်မှအရန်ကြောက်ကြပါလိမ့်ဒါကြောင့်မို့တမိုင်းတစ်လျှောက်မှာငါယောက်ျားကွာဆိုတာကိုပြသဖို့အတွက်ယူမိုက်တဲ့အလုပ်တွေကိုလုပ်ခဲ့ကြဘူးပါလိမ့်အဲ့ဒီထဲမှာကမ္ဘာပေါ်မှာအယူမိုက်ဆုံးအန်ဒီရဲ့အများဆုံးလို့ပြောလို့ရတဲ့ရိုးရဒလေးတစ်ခုရှိပါလိမ့်အဲ့ဒါကတော့ဘနွာတူနိုင်ငံဘန်ဒီကော့စ်ကျွန်းကနာဂေါလို့ခေါ်တဲ့ပွဲတော်ပါပဲခေလူငယ်တွေစီးနေကြတဲ့ဘန်ဂျီဂျမ်ပင်းရဲ့မူလာစာပါဒါပေမဲ့ကွာခြားချက်ကဒီပွဲမှာခင်မိတဲ့တရေဂျိုးတွေမတုံးပါဘူးအုတ်ထုတ်တွေအန်ဒီရဲ့ကင်းဝစ်စုံတွေမရှိပါဘူးရှိတာကတော့တစ်နွယ်ပင်အခွေလိုက်ရဲ့ပေတရာမြင့်နဲ့စင်မြင့်ရဲ့ပြီးတော့တေမင်းရဲ့ဒီသုံးခုပါပဲဒီလောက်အန်ဒီရဲ့များတဲ့ကစားပွဲကိုစတင်ခဲ့ရတဲ့အကြောင်းရင်းကတော့မိန်းမတစ်ယောက်ကိုအနိုင်ယူခြင်းစိတ်ကြောင့်ဖြစ်ပါလိမ့်ဒီပွဲတော်ဖြစ်ပေါ်လာပုံဒဏ္ဍာရီလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလိမ့်ရှေးတော့ကဒီကျွန်းမှာတာမာလီလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ရှိတဲ့သူကဒေါသကြီးပြီးသူ့မိန်းမကိုအရန်နှိပ်စက်လေးရှိတယ်။ဒီနေ့မှာတော့မိန်းမဖြစ်သူကတီးမခံနိုင်တော့ပဲတိုးရဲထွက်ပြေးပြီးတစ်ပစ်အမြင့်ကြီးပေါ်တက်ပုံးနေခဲ့တယ်။တာမာလီကနောက်ကနေလိုက်လာပြီးတစ်ပင်ပေါ်တက်ဖမ်းတဲ့အခါမိန်းမဖြစ်သူကသူ့ခြေထောက်မှာတစ်ပင်တွေတွေကိုချီပြီးတစ်ပင်ပေါ်ကနေရုတ်တရက်ခုန်ချလိုက်ပါလိမ့်။ဒါကိုမြင်တဲ့တာမာလီကလည်းဇောအဟုန်နဲ့မင်းခုန်ရင်ငါလည်းခုန်ရဲတယ်ဆိုပြီးသူ့မိန်းမနောက်ကိုလိုက်ခုန်ချလိုက်ပါလိမ့်။ရလက်ကတော့မိန်းမဖြစ်သူကခြေထောက်မှာချီထားတဲ့နွယ်ပင်ကြောင့်အသက်မသေးပဲလေထဲမှာတန်းလန်းလေးကြံခဲ့ပေမဲ့နွယ်ပင်မချီထားတဲ့တာမာလီကတော့မြေကြီးနဲ့ရိုက်မိပြီးပွဲချင်းပြီးတေဆုံးသွားခဲ့ပါလိမ့်အဲ့ဒီချိန်ကစပြီးဂျိုးမော်ကယောက်ျားတွေဟာငါတို့ကိုမိန်းမတွေနောက်တစ်ခါထပ်မလဲစားနိုင်စေရဘူးဆိုတဲ့ခံယူချက်နဲ့ယောက်ျားတွေလည်းခုံရဲတယ်ဆိုတာတက်တည်ပြဖို့ဒီလိုစင်မြင့်ပေါ်ကနေခုံချတဲ့လေးကျင်ကန်းကိုစတင်လို့ဆောင်လာကြတာဖြစ်ပါလိမ့်သူတို့ရဲ့ရွေချက်ကရိုးရှင်းပေမဲ့လောက်ရက်ကတော့တေမင်းနဲ့စစ်ခင်းနေတယ်လို့ပါပဲသူတို့ဒီစောက်တဲ့မျိုးစင်ဟာပီတရာလေးရက်တိုက်လောက်မြင်ပါလိမ့်တန်တို့ဝက်ဥတချောင်းမှမတုံးပဲတစ်သားရိုင်နေနဲ့တင်းနွယ်ဂျိုးတွေကိုပဲအသုံးပြုပြီးတိဆောက်ထားတာပါဒီပွဲမှာအရေးကြီးဆုံးကတွက်ချက်မှုပါပဲဘန်ဂျီဂျမ်ပေးလိုမျိုးတရေဂျိုးမဟုတ်တဲ့အတွက်နွယ်ပင်ကဆွဲဆန့်လို့မရပါဘူးတကယ်လို့နွယ်ပင်ကရှည်သွားမယ်ဆိုရင်ခေါင်းနဲ့မြေကြီးတိုက်မိပြီးပွဲချင်းပြီးတည်ပါမယ်တကယ်လို့နွယ်ပင်ကတိုးသွားမယ်ဆိုရင်လေထဲမှာရုတ်တရက်တန်းလန်းဖြစ်ပြီးခြေထောက်ယူကျူတာခါယူကျူတာတွေဖြစ်သွားနိုင်ပါလိမ့်
သူတို့ရဲ့ရည်မှန်းချက်ကတော့မြေကြီးနဲ့အထီးကနေစံကြီးမြင့်တမြင်လောက်အလိုမှာနွယ်ပင်ကတင်းသွားပြီးပြန်ကန်တက်ရမှာဖြစ်ပါတယ်။1984ခုနှစ်လောက်တုန်းကဗြိတိန်ပြည်မကြီးအဲလီဇဘက်လာရောက်ကြည့်ရှုတော့ကခုံချသူတို့နွယ်ပင်ပြတ်ကျပြီးတေးဆုံးသွားခဲ့တဲ့ဝမ်းနည်းပွဲသမိုင်းမှတ်တမ်းလည်းရှိခဲ့ပူပါတယ်။ဒီနေ့ခေတ်မှာတော့ဒီပွဲတော်ကိုကစုံရိတ်သိမ်းချိန်မှာကျင်းပလေးရှိပါတယ်။မြေကြီးနဲ့နီးနီးကပ်ကပ်ခုံချနိုင်လေမြေကြီးကိုစောင်းရှောက်တဲ့နတ်ဖျားတွေကကျေနပ်ပြီးလာမယ့်နှစ်မှာအသီးနှံထွက်နှုံပူကောင်းနေလေလို့ယုံကြည်ကြပါတယ်။ဒါ့အပြင်ဒါဟာယောက်ျားလေးတွေအတွက်လူပြိုပေါ်ဝင်ခြင်းပွဲလည်းဖြစ်ပါတယ်။အသက်9နှစ်10နှစ်အရွယ်ကောင်းလေးတွေကစပြီးအနိုင်ဆုံးစင်မြင့်ကနေစတင်ခုံချရပါတယ်။ဒါမှသာသူတို့ကိုစစ်မှန်တဲ့ယောက်ျားတစ်ယောက်အဖြစ်အတိုင်းဝိုင်းကနေအတိမတ်ပြုကြတာပါ။အသက်အရွယ်ရလာတာနဲ့အမျှစင်မြင့်အမြင့်ဆုံးကနေခုံချရတဲ့တက်တီကိုပြရပါတယ်။ဒီနောက်ပွဲတော်ကိုကြည့်ရင်အစာပိုင်းမှာမိမကိုနိုင်ခြင်းစိတ်မခံခြင်းစိတ်နဲ့စတင်ခဲ့တယ်ဆိုပေမဲ့နေပေါင်းများစွာကြာလာတဲ့အခါမှာတော့ဒါဟာသူတို့လူမျိုးစုရဲ့စီးလုံးမှုယုံကြည်မှုနဲ့တက်တီသွေးကိုပြသတဲ့ပွဲတော်တစ်ခုဖြစ်လာခဲ့ပါပြီ။တင်းနွယ်ပင်တပင်ကိုအားကိုးပြီးပေတရာအမြင့်ကနေခုံချရဲတဲ့တက်တီဒါဟာယူမိုက်မှုလားယုံကြည်မှုလားဆိုတာကတော့သူတို့ရဲ့မျက်လုံးတွေကပြတ်သားမှုကိုကြည့်ရင်အဖြေပေါ်နိုင်ပါလိမ့်မယ်။